ဒီကနေ့သတင်းကြောလပြင်းနေမနေ့မှာကျွန်တော်တို့တဝဲလူမျိုးတွေရဲ့ရိုးရာတပိတ်မျိုးပွဲကိုသွားရောက်ပါဝင်ခဲ့ပါတယ်။မနေ့6နာရီလောက်မှာအမေရဲ့ညီမလေးရဲ့နဲ့တူသွားပြီးတော့တပိတ်သွားမျောခဲ့ပါတယ်။ကျွန်တော်တပိတ်မျောတဲ့နေရာတော့9လမ်းမြို့တစ်9လမ်းပေါ့နော်။ဦးတန်းလွင်စိတ်မှာပဲသွားရောက်မျောခဲ့ပါတယ်။တပိတ်မျောပွဲတော်ဟာတဝဲမျိုးရဲ့နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့တမူထူးခြားတဲ့ပွဲတော်တွေထဲကတစ်ခုပါဝင်ဖြစ်ပါတယ်။တပိတ်အိုထဲမှာဆွမ်းအသီးနှံရီငွေဆက်ကူတကွန်တိုင်းဖျောင်းနိုင်စားတဲ့ပစ္စည်းတွေကိုထည့်သွင်းကြပါတယ်။တဝဲမြို့သူမြို့သားတွေဟာတရင်ကျော်လိုက်ပြီးညမတိုင်ခင်ရက်တွေမှာပြင်ဆင်လူခံထားတဲ့တပိတ်အိုကြီးတွေနဲ့မြို့တွင်လက်လက်ပူဇော်ခံထွက်လိရှိပါတယ်။လူခံထွက်လို့ရှိရင်လည်းဒီအိုးစီတိုးဘက်တေးတေးပေါ်ကားလာတွေနဲ့ဖြောဖြေတဲ့ဒီဒလေးလည်းရှိပါတယ်။ညလုံးပေါက်လူခံပြီးနည်းနည်းမိုးတောက်တဲ့ခါအသိယူဆောင်လာတဲ့တပိတ်အိုလေးတွေကိုတတ်မှတ်ထားတဲ့နေရာတွေကနေတစ်စစ်တဝဲမြေချောင်းတွေကိုရေမြောကုတူယူကြပါတယ်။ဒီရိုးရာဒလေးကရှေးစင်လာကလေးကနှစ်စဉ်ကျင်းပလာပြီးတော့အစင်လာတရက်အနေနဲ့ထူးခြားစွာတည်ရှိနေတဲ့ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်တဝဲမင်းများလက်ထက်အောင်နေစပြီးတော့နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့တဲ့စင်လာရိုးရာပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။နနက်အာရုံအတွက်ပြင်ဆင်မှုတွေနဲ့အထူးဖျော်ဖြေရေးစီစဉ်တွေနဲ့ညလိုပေါင်းစီကားတဲ့အတွက်တဝဲတွေမအိပ်တဲ့ညဆိုပြီးတော့တင်စားခေါ်ခဲ့ကြပါတယ်။ဒီကနေ့မနေ့မှလည်းကျွန်တော်တို့ရဲ့ယုံကြည်ကိုးကွယ်မှုတွေအရကျွန်တော်တို့ရဲ့တဝဲဒီထက်မကဆင်ပြေချောမွေ့တာယာပါစေကြောင်းကျွန်တော်ဒီတပိတ်လေးမျှောပြီးတော့ဆုတောင်းခဲ့ပါတယ်။ကျွန်တော်တို့တဝဲလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုပွဲတော်တွေကဒီလိုထင်ရှားတဲ့သတင်းကြောတပိတ်မျှောပွဲပေါ့ပွဲတော်တစ်ခုကိုကျွန်တော်ဂုဏ်ယူစွာနဲ့တဝဲသားတယောက်အနေနဲ့တင်ဆက်ပြသပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်နောက်ဘလော့တွေမှာလည်းဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့ကျွန်တော်တို့လူမျိုးတွေရဲ့ပွဲတော်တွေကိုကျွန်တော်အလင်းအသစ်တလို့ကျွန်တော်ပြန်ရရှိတဲ့အချိန်မှာပြန်လည်တင်ဆက်ပေးသွားပါမယ်ကျေးဇူးများကြီးတင်ပါတယ်